ပွဲလေးကတော့ကျွန်တော်ရဲ့ Golden Wings ကုမ္ပဏီရဲ့10နှစ်ပြည့်နှစ်ပတ်လည်ပွဲလေးပါsorry နားသားလားမသိ ရပါတယ်ဦးကျေးဇူးတင်လိုက်တာဦးရဲ့ဦးသားမကဲလေဖြစ်ကိုရှက်ပွဲမှာ ကျေးဇူးတင်တယ်မလို့ပါဘူးကွာကိုယ့်ရဲ့မျက်စိရှေ့မှာမင်းကလေးတယောက်ရှေ့တော့ကျုံနေဖြစ်မဲ့ကိစ္စကိုလက်ပိုက်ပြီးကြည့်နေကြရတာ အဲ့ဒါကြောင့်ဦးကျေးဇူးတင်နေတာပေါ့ ဒါနဲ့ဒီကညီမလေးလည်းမေပွင့်ပြီ ဟုတ်ပါတယ်ဘာဖြစ်လို့လဲမသိဘူး ဟုတ်ဒီမှာ